မင်္ဂလာပါရှင်။ Wale International School ကနေကြိုဆိုလိုက်ပါတယ်။ဒီချိန်ကတော့ဒီချိန်နိုဘယ်ပဲဖြစ်ပါရဲ့ရှင်။ပညာရေးလောကမှာ9နှစ်ကျော်တိုင်အောင်ရည်တည်လာခဲ့တဲ့ Wale International School ဟာဆိုရင်နိုင်ငံတကာအဆင့်မီမူကြိုပညာရေးကိုပေးဆက်နေတဲ့ preschool တစ်ခုပဲဖြစ်ပါရဲ့ရှင်။တင်ရုံညွှန်သားပိုင်းမှာဆိုလို့ရှိရင်လည်း Alia Foundation State EYF လို့ခေါ်တဲ့ UK နိုင်ငံရဲ့တင်ရုပ်ကိုအခြေခံပြီးတော့ Wale ရဲ့ကိုယ်ပိုင်တင်ရုပ်နဲ့အတူချိတ်ဆက်ပေးကြပြီးဖြစ်ပါရဲ့ရှင်။ Wale International Preschool မှာဆိုရင် ECCD လက်မှတ်ရအသက်ချုပ်ရှိဆရာဆရာမများကိုယ်တိုင်ကျောင်းသားကိုပြုချင်းခဲ့တဲ့သင်ကြားမှုပုံစံနဲ့အတူစနစ်ကျသင်ကြားပေးနေရကြောင်းကလေးတွေရဲ့တက်မြောက်မှုနှုန်းကလည်းမြန်ဆန်လာစေမှာပဲဖြစ်ပါရဲ့ရှင်။ Wale International Preschool မှာဆိုရင်တက်ရှိတက်ရတဲ့ကျောင်းပတ်ဝန်းကျင်နဲ့ပြည်စုံကောင်းမှုနဲ့ facility တို့ကြောင့်ကလေးတွေကကျောင်းနေပြောပြီးစာတော်လာဖို့ကတော့အသေးကြပါပဲနော်။ဒီလိုဆိုရင် Wale International Preschool ကိုကျောင်းသားမိဘရဲ့အမြင်ရောဘယ်လိုဖြစ်မလဲဆိုတာလိုက်ကြည့်လိုက်ရအောင်နော်။မဦးဆုံးတားငယ်လေးပေါ့နော်တားငယ်လေးကိုတီချာကနေပြီးတော့မှ1 by 1 train ပေးတဲ့အချိန်တားငယ်လေးကအရန်ပျော်တယ်နောက်ပြီးခေါ်လာတော့မှသူကတီးမေဖြိုနဲ့ခေါ်ပြီးတော့တခုခုဆိုလို့ရှိရင်အိမ်မှာဆိုလည်းတီးမေဖြိုပြောမှဖြစ်တော့မယ်အဲ့လိုမျိုးပေါ့နော်ဖြစ်လာတယ်ပေါ့နော်ဂျူလင်းကိုဖြည့်တယ်ဂျူလင်းကိုဖြည့်တဲ့အချိန်ကျရင်လည်းသူဗာပဲပြောပထမဦးဆုံးစဖြည့်တဲ့အချိန်မှာ130ရခဲ့တယ်ဆိုတဲ့ဟာကျတော့တီချာတို့ဒီမှာရှိတဲ့လမ်းညွှန်ပေးတဲ့ဟာတွေကအများကြီး effect ဖြစ်တယ်ဆိုတဲ့ဟာတွေပေါ့နော်ဟုတ်အဲ့ဒီဟာတွေအများကြီးပါပါတယ်တသားကိုထားလိုက်တော့တီချယ်ရဲ့ဒီဆိုင်မှုလည်းတွေ့ရလေစားလဲတီချာတန်းထဲမှာပဲတစ်ခါလေးရအောင်တင်ပေးလိုက်တော့သဘောကျပါလေအဲ့နဲ့သမီးလေးကိုဆက်ကြွိုင်းဖြစ်သွားပါဟုတ်ကဲ့ဒီစားမိဘတွေကိုအကြံပြုချင်တာကတော့English နဲ့ Math ပိုင်းမှာပေါ့နော်ကလေးရဲ့တိုးတက်မှုကောင်းကောင်းကိုလိုချင်တယ်ကလေးရဲ့ဒီအောင်မြင်မှုရချင်တယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီရန်ကုန်လန္ဒအကယ်ဒမီမှာကျောင်းအပ်ကြည့်လိုက်ပါကိုကလေးရဲ့အားနည်းချက်တွေကိုပုံမှန်လင်းလင်းပြောပြလို့လည်းရပါတယ်တိုင်ပင်လို့လည်းရပါတယ်တခြားအကြောင်းပညာရေးကိစ္စတွေကဆွေးနွေးပေးတဲ့အရန်ကောင်းတဲ့ကျောင်းတစ်ခုပါလို့ပြောပြချင်ပါတယ်ရှင်ဆိုရင် Wale International Preschool ကျောင်းကိုစုံလင်သိရှိသွားပြီဆိုတော့ကလေးတို့ရဲ့အနာဂတ်လှပဖို့အတွက် Wale မှာအခုပဲကျောင်းအပ်လိုက်ကြစို့နော်။